social media platform တစ်ခုဖြစ်တဲ့ TikTok application ပေါ်မှာကျွန်တော်ဗီဒီယိုလေးရိုက်တင်တဲ့ခါကြလို့ရှိရင်ကိုယ့်ရဲ့ဗီဒီယိုနဲ့သက်ဆိုင်တဲ့ category ကိုဘယ်လိုရွေးပြီးတော့ရိုက်တင်ရတယ်ဘယ်လိုဗီဒီယိုမျိုးဘယ်လိုဓာတ်ပုံမျိုးကိုကျွန်တော်တင်ရရဆိုတာလူအမြင်များဖို့အတွက်ဘယ်လိုမျိုးလေးလုပ်ရရဆိုတာကိုမသိသေးတဲ့သူများအတွက်ဒီဗီဒီယိုလေးမှာကျွန်တော်ကနေပြီးတော့မျှပေးပါမယ်ခင်ဗျာပထမဆုံးနေပြီးကိုယ့်ရဲ့ TikTok ကောက်ထဲဝင်လိုက်ပါဝင်ပြီးဆိုရင်ကျွန်တော်ထိတ်ဆုံးမှာရှိနေတဲ့မြင်းချောင်းလေး၃ချောင်းနှိပ်ပါနှိပ်ပြီးပြီဆိုလို့ရှိရင်ဒီနားလေးမှာရှိနေတဲ့ creator set insight ထဲကိုကျွန်တော်ဆက်ပြီးတော့ဝင်ပြီးရမှာဖြစ်ပါတယ်ဒီထဲကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဓာတ်ပုံတင်နေတယ်ဆိုလို့ရှိရင်ဒီနားလေးမှာရှိနေတဲ့ photo post ပေါ့နော်အားလေးနှိပ်ပါအရင်တော့ဆိုရင်ကျွန်တော်တို့က TikTok အကောက်ကအပေါင်းလေးကိုနှိပ်ပြီးတော့အမြဲတမ်းတင်လေးရှိတယ်ကျွန်တော်တို့ကနေပြီးတော့ဒီပုံစံနဲ့တခြားအနည်းနဲ့ပြောင်းပြီးတော့တင်လို့လည်းရတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ပို့ပြီးတော့ view tag ပို့ပြီးတော့မြန်တယ်အဲ့တော့ဒီနားမှာရှိနေတဲ့ဓာတ်ပုံလေးကိုကျွန်တော်နှိပ်ပြီးလို့ရှိရင်ကိုယ်ဖုန်းထဲမှာရှိတဲ့ gallery မှာရှိတဲ့ဓာတ်ပုံလေးပေါ်ကိုခေါ်ပြီးတော့ကျွန်တော် select ပေးပြီးတော့ next ကိုနှိပ်ပြီးတော့ပို့တင်လို့ရတယ်ပေါ့နော်အပြီးတော့ဒီရောက်တော့ဒါဥပမာဓာတ်ပုံတင်ဖို့အတွက်ပြောပြရပါတော့ပြောပြလို့ရှိရင်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီ creator insight ထဲမှာပဲကျွန်တော်တို့ပေါ့နော် training ပေါ့နော် training post တွေကိုတင်နေတယ်ဆိုလို့ရှိရင်ကျွန်တော်ဆိုရင်ဒီပညာမျှဝေတာဖြစ်ကြအောင်ကျွန်တော်တို့ကနေပြီးတော့ knowledge sharing ပေါ့နော်အဲ့တော့ knowledge sharing ဆိုပြီးတော့ KLOWLEDG knowledge sharing အဲ့တော့ knowledge sharing ဆိုပြီးတော့ knowledge sharing tips ဆိုပြီးတော့ကျွန်တော်ပေါ်လာလေးကိုနှိပ်လိုက်နေပြီဆိုလို့ရှိရင် knowledge နဲ့ပတ်သက်တဲ့ knowledge sharing နဲ့ပတ်သက်တဲ့ကျွန်တော် category လေးကြာလို့ရှိရင်ကျွန်တော်ကနေပြီးတော့ IK video လေးကိုကျွန်တော်ယူပြီးတော့ကျွန်တော်တို့ဒါဒီပညာသမားတွေကဒီလိုရိုက်တယ်ပေါ့နော်စပင်ညက်တဲ့သူတွေဆိုလို့ရှိရင်ကျွန်တော်တို့ပေါ့နော်ဒါအလွယ်လေးကျွန်တော်ဥပမာပြပြရပါတော့HAIR hair CUT cat hair cut ပေါ့နော်အဲ့လိုမျိုးလေးတစ်ချက်ရှာပြီးလိုက်ရှာပြီးတဲ့ခါကျလို့ရှိရင်ကျွန်တော်တို့ဒီမှာ hair cut လို့ရှိလို့ရှိရင် hair cut for me အဲ့လိုမျိုးလေးပေါ့နော်ကိုယ့်ရဲ့ပြောမယ်ဆိုလို့ရှိရင်အလုပ်တိုင်းနဲ့ပတ်သက်ပြီးတော့ hair cut trend ပေါ့နော်အဲ့လိုမျိုးလေးတွေကျွန်တော်တို့ကကင်မရာနှိပ်ပြီးတော့ကျွန်တော်ရိုက်တင်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့အမြင်ပုံများစေတယ်ပေါ့နော်ဒါ hair cut မှုပဲနဲ့ကျွန်တော်တခြားသောနည်းနဲ့လည်းကျွန်တော်ရှာလို့ရသေးတယ်ပေါ့နော်ကျွန်တော်အလှကုန်ပစ္စည်းရောင်းတဲ့ online shop သမားတွေဆိုလို့ရှိရင် cosmetic ပေါ့နော်အဲ့တော့ COSME DIC cosmetic ဆိုပြီးတော့ cosmetic ကိုကျွန်တော် share ရိုက်လိုက်အဲ့တော့ cosmetic နဲ့ရိုက်လိုက်ပြီဆိုလို့ရှိရင်ဒီ cosmetic နဲ့ပတ်သက်တဲ့ဥစ္စာ ID cosmetic အဲ့လိုမျိုးပေါ့နော် Apple cosmetic ကိုရောင်းတဲ့ cosmetic ပေါ့နော်ဒီ brand နာမည်ရှိလို့ brand နာမည်နဲ့ရိုက်ပြီးရှာရဆိုလို့ရှိရင်အဲ့လိုရိုက်ရှာပြီးတော့ကျွန်တော်တို့ဒီကကင်မရာလေးကိုနှိပ်ပြီးတော့ပို့တင်မယ်ဆိုလို့ရှိရင်လူအမြင်ပိုများစေတယ်ပေါ့နော်အဲ့ဒါလေးကတစ်ချက်ပြီးလို့ရှိရင် cosmetic နဲ့ပတ်သက်ပြီးလို့ရှိရင်ကျွန်တော်တို့တခြားသောကိုရောင်းနေတဲ့ category ပေါ့နော်ကိုရောင်းနေကားရောင်းနေလဲကားရောင်းနေလဲစပိန်ရောင်းနေလဲစပိန်ရောင်းနေ online shop လုပ်နေလို့ဆိုလို့ရှိရင်လည်း online shop ပေါ့နော်အဲ့တော့ online shop ဆိုပြီးတော့အဲ့လိုမျိုးလေးကျွန်တော်တို့ online shop ဆိုပြီးတော့ကျွန်တော်တို့တစ်ချက်ရိုက်ရှာလိုက်ရှာပြီးတော့ဒီကနေပြီးတော့တစ်ချက်နှိပ်လိုက်နှိပ်လို့ရှိလို့ရှိရင်ဒီမှာ online shop နဲ့ပတ်သက်တဲ့စာရေးပေါ့နော်အဲ့တော့ online shop ဆိုကင်မရာနှိပ်ပြီးတော့ကျွန်တော်တို့ရိုက်တင်နေတယ်ဆိုလို့ရှိရင်လည်းရိုက်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ creator set insight ထဲမှာကျွန်တော်တို့ကနေပြီးတော့ဗီဒီယိုပဲရိုက်တင်နေဓာတ်ပုံပဲရိုက်တင်နေကျွန်တော်ပြောပြတဲ့နည်းလေးနဲ့ရိုက်ပြီးတင်မယ်ဆိုလို့